အခုနေလမ်းဘေးမှာဒီလိုလိုက်အိုက်နေတယ်နင်တို့ဒီများစော်ကားမယ်ဟိုနဲ့တက်ဟမ်မိုင်းဒီညအခုစနေ9နာရီထိုးနေပြီဒီဘက်မှာတက်အိုက်မလဲလားအားလုံးပဲမင်္ဂလာပါ NZ ဘလော့ကနေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် reaction video လေးကတော့မြန်မာနိုင်ငံကခင်မကောင်းတော့เนาะနေဆက်ဒီမှာတွားပြီးအလုပ်လုပ်ကြတယ်ဒါမှမဟုတ်တခြားနိုင်ငံထွက်ပြီးအလုပ်လုပ်ကြတယ်အဲ့ဒီအထဲမှာတချို့ကတော့ကန်ကောင်းပြီးတော့လုံးဝကြီးပွားလာတယ်တချို့ကတော့လုံးဝကန်ဆိုးပြီးတော့လူကုန်ကူတွေပါလာတယ်အခုဒီဗီဒီယိုထဲမှာဆိုရင်မြောက်ဝတီမြို့ထဲမှာเนาะဒါမြန်မာနိုင်ငံထဲမှာပဲเนาะလူကုန်ကူးခံရပြီးတော့เนาะကြားဖြန့်အဖွဲ့ရဲ့နှိပ်စက်တာကိုခံရပြီးတော့သူကသူ့ရဲ့မိဘတွေနဲ့သူ့ရဲ့နေရလိမ့်စာတွေတော့မမတ်မိတော့တဲ့အနေထားထိတော့ရောက်သွားတယ်ဗျာဘယ်တော့ထိအရှင်နေဆိုးလဲဆိုရင်โอเคကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိ like ကြည့်လိုက်ကြဗျာအကြောင်းဆုံးသိပါလိမ့်မယ်ဗျာနာမည်ဘယ်လိုခေါ်လဲဟမ်နာမည်ပြောလေနီမောဟုတ်လားညီမဘယ်မျိုးကနေအခုလာမြောက်ဝတီမျိုးဘယ်မျိုးလာလဲဝါလည်းမသိဘူးဘယ်မျိုးလဲမသိဘူးကိုနေတဲ့မြို့နာမည်ခဏနေပြောတော့ကလေးရဆိုကောက်ကလေးမြောက်ဝတီဘာလာလောက်တာနေကအခုနေလမ်းဘေးမှာဒီလိုလိုက်အိုက်နေတယ်နင်တို့ဒီများစော်ကားမယ်ဟိုနဲ့တက်မိုင်းဒီညအခုစနေ9နာရီထိုးနေပြီဒီဘက်မှာတက်အိုက်မလဲလားတနေ့ကုန်ဒီဈေးရမှာနေနေတာလေဘယ်လိုလုပ်မလဲလို့အဖေအမေနာမည်ပြောပြအဖေအမေနာမည်သူကတမျိုးကြီးဘယ်လိုကူညီမှာလဲအတက်ဘယ်လောက်စီပြီလဲအတက်ဆက်စင်းနဲ့ပြောပြမယ်အဲ့တော့မသိဘူးလားအပြိုလားအိုးလားအပြိုလားအပြိုပဲအပြိုပဲဆိုနေဒီညလာပေးမှာအဲ့လိုမပြစ်ဘူးလေအရင်ရက်တော့သူဘလို့အဲ့လည်းမသိဘူးကွာဒီညတော့ကျွန်တော်ခေါ်ပြီးတော့ခေါ်လာပေးမှာပေါ့နော်မိသားစုတွေစီရင်ဆက်သွယ်ပေးဖို့ဒါကျွန်တော်အခုဗီဒီယိုရိုက်ထားတယ်ပေါ့နော်လာပေးတယ်မှာကမလေးတယောက်ဒုက္ခရောက်နေတယ်ဘယ်နည်းရစီပြီလဲတော့မသိဘူးထမင်းစားမှာထမင်းစားတော့လားဘာမှလည်းတိတ်စကားလည်းမပြောဘူးညဝတီပါလာလို့လည်းပြောပြပါလားစိတ်ညစ်လိုက်ရနော်အပြစ်လဲစီလာကြောင်ဒီညတော့ခေါ်အပြစ်မယ်နော်ဆွေမျိုးမောင်နှမတွေတွေ့ရင်ဆက်သွယ်ပေးဖို့ကျွန်တော်ဒီမှာဗီဒီယိုရိုက်တင်ထားရနော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲခင်ဗျာနော်မိဘပြည်သူများလည်းနော်ကိုယ့်ရဲ့တာသမီတွေရှိမယ်ဆိုရင်တော့ရန်ပြီးတော့ရှောင်းမလွတ်နဲ့ပေါ့နော်မြောက်ဝတီရောနေဆက်ပိုင်းမူစေတို့ဆိုရင်ဒါရှောင်းမလွတ်တဲ့နေရာပေါ့နော်ရှောင်းမသွားခိုင်းနေပေါ့နော်အလောက်ကောင်းနေပါပဲပြောဟာလားရှောင်းမသွားခိုင်းနေနော်အခုလိုမျိုးခစ်ဆူကြီးမှာဒါကိုတာသမီကိုတတိချာလေးပြုစုဆောက်ရှောက်ကြပါလို့ပဲပြောရှင်နေဗျာနော်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျ